အဝါကက်တဲ့နီကက်တွေဘေကစားဖြစ်လာတာလေ1980ခုနှစ်မတိုင်ခင်ထိဒန်လိုကြီးတွေကဘာကက်ပြားမှကိုမသုံးခဲ့ပါဘူးနှုတ်နဲ့ပဲကစားသမားတွေကိုတတိပေးတာနှုတ်နဲ့ပဲကွန်းတွေကထွက်သွားခိုင်းတာမျိုးပြုလုပ်ခဲ့ပါတယ်ပြည်တွင်းလီမာကကိစ္စမရှိပေမဲ့ကဘာဖလားလိုပြန်ပွဲမျိုးမှာတော့ပါလာစကားခက်ခဲရှိလာပါတယ်ဒါတွေမကလေးပါဘူးပိတ်သက်တွေကလည်းဒန်လိုကြီးရဲ့စိုးပြချက်ကိုနားမလည်တာမျိုးရှိလာခဲ့ပါတယ်အဝါကက်နီကက်ကိုတည်တင်ခဲ့သူကအင်္ဂလိပ်လူမျိုးဒန်လိုကြီးကန်စတန်ပဲဖြစ်ပါတယ်သူ့ကိုဒီလိုအာရီယာရစေခဲ့တဲ့အခိုက်အတန့်ကတော့1966ကမ္ဘာဖလားပဲဖြစ်ပါတယ်1966ကမ္ဘာဖလားကွာတာဖိုင်နယ်မှာအင်ရှင်အင်္ဂလန်အသင်းဟာအာဂျင်တီးနားအသင်းနဲ့ကစားခဲ့ပါတယ်ဒီပွဲကိုကင်တွယ်ခဲ့သူကဂျာမနီလူမျိုးတန်လူကြီးရူဒေါ့ခရစ်စလိန်ပဲဖြစ်ပါတယ်ပထမပိုင်းမှာပဲရူဒေါ့ဟာအာဂျင်တီးနားအသင်းကောင်းဆောင်အန်တိုနီယိုရက်တင်းကိုထုတ်ပယ်ခဲ့ပါတယ်ရက်တင်းဟာတလူကြီးကိုမကျေနပ်ပဲရန်လိုတဲ့ပုံစံမျိုးရှိခဲ့တာကြောင့်ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရက်တင်းကဂျာမန်စကားမပြောတတ်ပါဘူးဒန်လိုကြီးရူဒေါ့ကစပိန်စကားမပြောတတ်ပါဘူးဘာသာပြန်ခေါ်ပြီးသူ့ကိုဘာလို့ထုတ်ရလဲရှင်းပြခဲ့ပါတယ်ဒါပေမဲ့ရက်တင်းဟာဒန်လိုကြီးရဲ့ဆုံးဖြတ်ချက်ကိုမမျှတဘူးလို့တွေးခဲ့ပြီးတော့စောရကတက်ခဲ့ပါတယ်ပွဲကလည်းအချိန်တော်တော်ကြာရထားခဲ့ရပါတယ်သူနာရလာတဲ့လူတန်းကိုရက်တင်းကတိုင်ခံငင်းခဲ့ပါတယ်ကွင်းတွေကမထွက်ခင်မှာရက်တင်းဟာအင်္ဂလန်ပရိသတ်တွေစိတ်တူစေမဲ့အပြုမှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်ပရိသတ်တွေလည်းပွဲစုခဲ့ပြီးဘောလုံးပွဲဟာပြတ်သွားမလို့ဖြစ်ခဲ့ပါတယ်အဲ့ဒီပွဲမှာဘော်ဘီချာတန်နဲ့ဂျက်ချာတန်တို့ညီကိုနှစ်ယောက်လည်းအင်္ဂလန်အသင်းမှာပါဝင်ခဲ့ပါတယ်သူတို့နှစ်ယောက်လုံးကလည်းရန်ဒိုကြီးရဲ့သတိပေးခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့လည်းဘော်ဘီနဲ့ဂျက်တို့နှစ်ယောက်ဝါနင်ပေးခံရတာကိုနောက်နေ့မနေ့သတင်းစာတွေပါလာမှသိခဲ့ရပါတယ်အင်္ဂလန်နီးပြကိုယ်တိုင်ကလည်းသူ့ကစားသမားတွေသတိပေးခံရတာကိုမသိခဲ့ပါဘူးအဲ့ကမ္ဘာဖလားမှာကန်စတန်ဟာဖီဗာရဲ့တိုင်လူကြီးကော်မတီမှာပါဝင်နေပြီပဲဖြစ်ပါတယ်ဒီလိုမရှင်းမလင်းပုံစံမျိုးနောက်ထပ်မဖြစ်ရအောင်ကန်စတန်ကစဉ်းစားရပါတော့တယ်သူအိမ်ကိုပြန်လာတဲ့လမ်းမှာမီးပွိုက်ကိုကြည့်ပြီးအကြံတစ်ခုရသွားပါတယ်အဝါကနေလေးအေးစီအနီကတော့မင်းတော်လိုက်တော့ထွက်လိုက်တော့အိမ်ပြန်ရောက်တဲ့အခါမှာသူမိမဟေဒါကိုဒီအကြောင်းရှင်းပြခဲ့ပါတယ်သူမိမကကျောင်းထဲမှာတုံးတဲ့စက်ကူလေးတွေကိုအဝါနဲ့အနီချဲပြီးကန်စတန်ကိုပေးခဲ့ပါတယ်အဲစက်ကူလေးတွေကအိတ်ထဲမှာတနိုင်တစ်ပိုင်းထည့်ထားဖို့ကွက်တီဖြစ်နေပါတယ်ဒီကနေစပြီးအဝါကက်နဲ့နီကက်တွေကကျွန်တော်တို့ဘောလုံးလောကတဲကိုဝင်ရောက်လာပါတော့တယ်မက္ဆီကိုမှာကျင်းပတဲ့1980ကမ္ဘာဖလားမှာအဝါကက်နီကက်စနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်ဘောလုံးပွဲတွေကိုဝါသနာအရာကြည့်နေတာကနေအပျော်ပဲဖြစ်ဖြစ်အပေါ်ဝင်ဝေရှာခြင်းတို့ပဲဖြစ်ဖြစ်ဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်098866538538ကိုလာရောက်ဆက်သွယ်လို့ရပါတယ်